အမေရိကန်ပြည်ထောင်စုနဲ့ကနေဒါနိုင်ငံကြားကနယ်စပ်ဟာကမ္ဘာပေါ်မှာအထူးဆန်းဆုံးနယ်စပ်တွေထဲကတစ်ခုဖြစ်ပါတယ်။ဒါဟာသူ့ရဲ့အရှိကြောင့်တင်မဟုတ်ပဲနယ်စပ်တစ်လျှောက်မှာဖြစ်ပျက်နေတဲ့ထူးထူးခြားခြားအခြေအနေတွေကြောင့်လည်းဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဝင်းစာဆိုတာဒီထရိုက်မြို့ရဲ့တောင်ဘက်မှာတည်ရှိတဲ့ကနေဒါနိုင်ငံကမြို့တစ်မြို့ဖြစ်ပါတယ်။ထူးခြားတာကတော့ဒီမြို့ဟာအမေရိကန်ကိုသွားဖို့အတွက်မြောက်ဘက်ကိုဦးတည်သွားရတဲ့တစ်ခုလေးသောကနေဒါမြို့ဖြစ်နေတာပါပဲ။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတစ်ခုကတော့မင်နီဆိုတာပြည်နယ်ထဲကအန်ဂယ်အင်းလက်ဆိုတဲ့မြို့လေးပါပဲဒီမြို့လေးဟာတစ်ဖက်မှာကနေဒါနိုင်ငံကဝန်းရံထားပြီးကျန်တဲ့တစ်ဖက်မှာတော့ရေကန်ကြီးတစ်ခုရှိနေတဲ့အမေရိကန်မြို့လေးဖြစ်ပါတယ်ဒီမှာနေထိုင်သူတွေဟာသူတို့ရဲ့နေ့စဉ်ဘဝအတွက်နယ်စပ်ကိုနေတိုင်းဖြတ်ကျော်နေရတာပါဒါပေမဲ့ဒါကတစ်ခုလေးသောအခြေအနေတော့မဟုတ်ပါဘူးဝါရှင်တန်ပြည်နယ်ထဲမှာလည်း Point Roberts ဆိုတဲ့မြို့လေးရှိပါသေးတယ်ဒီမျိုးလေးရဲ့အခြေအနေဟာမင်းနီဆိုတာကအန်ဂယ်အင်းလက်နဲ့မခြားနားလာပါဘူးသူတို့တွေဟာအလုပ်သွားဖို့အတွက်နေတိုင်းကီလိုမီတာ40လောက်ခရီးနေရပြီးနယ်စပ်စစ်ဆေးရေးဂိတ်နှစ်ခုကိုဖြတ်ကျော်နေကြရပါတယ်နောက်ထပ်စိတ်ဝင်စားစရာတစ်ခုကတော့ Stansted မြို့လေးမှာဖြစ်ပါတယ်နယ်စပ်မြင်းဟာဒီလမ်းမကြီးရဲ့အလဲတဲကနေဖြတ်သွားတာဖြစ်ပြီးလမ်းရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာရှိတဲ့အိမ်တွေဟာနိုင်ငံနှစ်ခုစီဖြစ်နေတာပါပဲဒါပေမဲ့အထူးဆန်းဆုံးအခြေအနေကတော့ဒါဘီလိုင်းဆိုတဲ့မြို့လေးမှာပါအဲ့ဒီမှာအိမ်တချို့ကိုနယ်စပ်မြင်းပေါ်မှာတင်အတိအကျစောက်ထားတာဖြစ်ပါတယ်။ကနေဒါနိုင်ငံထဲမှာအိယာနိုးပြီးအမေရိကန်နိုင်ငံထဲမှာသွားတိုက်နေရတာကိုတစ်ချက်လောက်မှန်းဆကြည့်လိုက်ပါဦး။